အင်္ဂါနေ့ကရုရှားစစ်လေယာဉ်9စီးနဲ့တရုတ်စစ်လေယာဉ်2စီးဟာနေရာ2ခုကနေဝင်ရောက်လာတာဖြစ်ပါတယ်။ရုရှားလေယာဉ်တွေကဂျပန်နဲ့အငင်းပွားနေတဲ့ဒေါ်တိုကျွန်းဒီတရုတ်လေယာဉ်တွေကတော့ရေအောက်ကျောက်ဆောင်အိုင်အိုဒိုအနီးကနေဝင်လာပြီးဂျပန်နိုင်ငံဆူရှီမာကျွန်းသားမှာပြန်လည်ပေါင်းဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဒီနေရာမှာရှင်းလင်းဖို့လိုတာကသူတို့ဟာနိုင်ငံတကာဥပဒေအရအချုပ်အခြာအာဏာပိုင်တဲ့ဝေဟင်ပိုင်နယ်တွေကိုဝင်ရောက်ခဲ့တာမဟုတ်ပါဘူး။ဒီကြောင့်ရင်ကာကွယ်ရေးKRISလို့ခေါ်တဲ့ဂျာကန်စုံတွေကိုဝင်လာတာပါ။ဒါပေမဲ့ဒီစုံထဲဝင်ကိုဘသူလဲဆိုတာဖော်ပြဖို့လိုအပ်ပေမဲ့ရုရှားနဲ့တရုတ်ကတော့အတိပေးခြင်းမရှိခဲ့ပါဘူး။တောင်ကိုရီးယားကတော့ချက်ချင်းပဲတရုတ်နဲ့ရုရှားစစ်တပ်မှုတွေကိုခေါ်ယူပြီးပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။ဘေကျင်းကတော့ဒါဟာနှစ်စဉ်ပူးတွဲကင်းလဲမှုသာဖြစ်ပြီးဒေသတွင်းတည်ငြိမ်ရေးအတွက်လုပ်တာလို့တုံ့ပြန်ပါတယ်။ရုရှားကတော့တောင်ကိုရီးယားသတ်မှတ်ထားတဲ့KRISစုံကိုအစကတည်းကအတိမတ်မပြုတ်ထားပါဘူး။စီးလေလာသူတွေကတော့ဒါဟာအမေရိကန်ဂျပန်နဲ့တောင်ကိုရီးယားသုံးပွင့်ဆိုင်မဟာမိတ်ဖွဲ့ကိုတရုတ်နဲ့ရုရှားကအင်အားပြစိန်ခေါ်လိုက်တာလို့သုံးသပ်ကြပါတယ်။